curious စာဖတ်သူတွေကိုတခုပြပြမယ် YouTube မှာ curious စာအုပ်နဲ့ချုပ်တွေမတွေ့တော့တဲ့အခါမှာဟာအမအကုန်ဖြတ်သွားတာလားဒါတွေကိုဆက်ပြီးတော့ဖတ်ချင်တယ်ဘယ်လိုလုပ်အောင်လဲစသည်ဖြစ်ပြောတယ်ပေါ့နော်စုရည်ချက်ကအရင်ရှင်းပါတယ်နံပါတ်1ကကျတော့ YouTube မှာစုတင်လို့ရှိရင်စုပတ်စံကို monetization လည်းကောင်းကောင်းရတယ်ဒါပေမဲ့ဆိုတော့ monetization လည်းမလိုချင်ဘူးနောက်တစ်ခုကဖတ်တဲ့သူတွေလည်း application တွေမှာကြော်ညာရေးကြီးစီရမလိုတဲ့နီလန်ကိုစုကသုံးတာဖြစ်ပါတယ်ဆိုရယ် Curious application ကို download လုပ်ရုံပါပဲအဲ့ဒီမှာဆိုရင်စု YouTube မှာတင်ထားတဲ့စာအုပ်အကုန်လုံးဟာ free ပေးပါတယ်။မှန်တိုင်းပြောလို့ရှိရင် Curious အားပေးလာတဲ့တယောက်ချင်းစီကိုစုယုံကြည်လို့လည်းပါတယ်။အဲ့လိုလုပ်တယ်ဆိုတာ။ဘာလို့လဲဆိုတော့စုစာအုပ်တစ်အုပ်ချင်းစီကိုပေးတဲ့အနှစ်ချုပ်မှာဆိုလို့ရှိရင်စုအမခံလို့ရတာစုပြောတဲ့စာအုပ်တိုင်းမှာစုရဲ့ professional background personal background အကုန်လုံးမှာစုစာရေးပဲဖတ်တဲ့အတွေ့အကြုံမဟုတ်ဘူးစီးပွားရေးမှာဆိုရင်လေအလားကောင်ကစပြီးတော့ digital ထုတ်ကုန်တွေအထိ real estate စသည်ဖြင့်ဒီလိုလုပ်ငန်းတွေအကုန်လုံး personally အကုန်လုပ်ဖူးတယ်ပညာရေး background ကဆိုရင်စိတ်ပညာဥပဒေစီးပွားရေးပညာရေးတဲ့အကုန်လုံးကိုဘွေရအထိသင်ယူခဲ့တယ်အဲ့တော့စုအနေနဲ့စုပြောတဲ့စာအုပ်တိုင်းမှာ multicultural experience အကုန်လုံးစုထည့်ပြီးနိုင်တယ်ဒီတော့စုကိုယ်တိုင်လည်းအမှန်တိုင်းပြောစုရဲ့တကူရေးစာ value တစ်ခုကိုစုထားတယ်ဒီအတွက်ဒါစုရဲ့ digital access တွေအကုန်လုံးကိုစုကတစုတစည်းရဲ့တနေရာတွေထားရဆိုတဲ့သဘောပါပဲပြီးတော့အခုထိလည်းငွေကြေးတစ်စုံတရားမရှိဘဲနဲ့ပညာဒါနအနေနဲ့ application ကို free download လုပ်လို့ရတယ် YouTube ကတင်တဲ့ video တစ်ပုတ်ချင်းစီကုန်တော့လည်းအခမဲ့ဆက်ကြည့်နေလို့ရတယ် application ကနေပြီးတော့ YouTube application ကကြည့်ရင်တော့မှကြော်ညာကြီးကြည့်နေအောင်ပဲကွာဆိုတော့တကယ်ဥစားပြီးလေ့လာခြင်းတဲ့စုကိုအားပေးခြင်းနဲ့အထူးသဖြင့်စုရဲ့အချိန်စုရဲ့ထည့်ရတဲ့ effort တွေကို respect တစ်ခုထားရဲဆိုလို့ရှိရင်ဒီ application တစ်ခုကိုဖွင့်ပြီးတော့ဒီ video တွေကြည့်လိုက်ရဖို့ဆိုတာကမခက်ခဲဘူးလို့စုယုံကြည်တယ်ယူဆတယ်ဒီအတွက်ကိုပြောမယ်ဆို platform ပြောင်းပြီးတော့တင်ထားရဲဆိုတဲ့သဘောပါပဲဒါကြောင့်လေးလာတင်ယူမှုတွေကိုစူပုံမှန် Curie မှာလည်းဆက်ပြီးတင်ပေးထားမှာဖြစ်တယ်လို့အခုလိုမျိုး YouTube ကနေပြီး TikTok ကနေပြီးတော့လည်းမျှဝေပေးနေအောင်ပါပါအဲ့ဒီမှာမှ Curie မှာဆိုလို့ရှိရင်ဗမာမမရမယ်စုအခု US ကကျောင်းအတန်းပညာရေးနဲ့ပတ်သက်ပြီးတော့စိတ်ပညာမျှဝေမှုတွေကိုရိုးရိုးစာအုပ်လေးကနေတစ်ပိုင်းတစ်စမြင်နေဥစားမဟုတ်ပဲ textbook ထဲမှာနိုင်ငံတကာအတိအမှတ်ပြု fact check အကုန်လုပ်ပြီးသားစိတ်ပညာမျှဝေမှုတွေကိုလည်းစု summary အများကြီးလုပ်ပေးထားတယ်။အဲ့ဒီမှာ solution ကိုကိုရိုင်းလုပ်ပေးထားတာရှိသလို Zero Curie ကို volunteer လုပ်ပေးတဲ့သူတွေကိုလည်းကျေးဇူးတင်တယ်။ကိုကိုရိုင်းလည်း Curie မှာ portfolio စုချင်လို့ပဲဖြစ်စေစိတ်ပညာကိုအရှမ်းလေ့လာချင်လို့ပဲဖြစ်စေအခုလို video content တွေကိုပါဝင်မျှဝေချင်နေဆိုရင်လည်း please let me know ပါ comment မှာလိုက်လို့ရတယ်ဒါမှမဟုတ် Curie ရဲ့ Facebook message ကိုတွားပြီးတော့ပြောလို့ရတယ်အဲ့လိုမျိုးမျှဝေရတဲ့သူတွေဆိုရှင်တော့ဆိုတာတစ်နှစ်စာ Curie subscription free လက်ဆောင်ပေးပါတယ်ပေါ့နော် subscription တက်အရေးကြီးတာဗာလဲဆိုတော့ကိုယ့်ရဲ့ resume ကိုယ့်ရဲ့ contribution တခုခုကို portfolio စုချင်တယ်ဆိုလို့ရှိရင်လေဒီ contribution တွေကများစွာသောအခွင့်အရေးယူနိုင်တယ်လို့ဆိုပြောလို့ရတယ်ဥပမာဆိုပါဆိုဆိုလို့ရှိရင် community ရဲ့တချို့ webinars တွေလုပ်ပြီးရတက်ပြီးရဆိုတဲ့ဥစားမှာဆိုလို့ရှိရင်ငွေကြေးတစ်စုံတရာမရှိဘဲလုပ်ပြီးမဲ့စုရဲ့ social status တခု social ranking တခုကဒါတွေနဲ့ပဲစုတိဆောက်ခဲ့တာတိဆောက်လာတာဒါကြောင့်စိတ်ဝင်စားတယ်စိတ်ပညာကိုအထူးသဖြင့်စိတ်ဝင်စားတယ်ဆိုလို့ရှိရင် please let us know ပါလို့ပြောချင်ပါတယ်အတွေ့အကြုံနဲ့လက်တွေ့ကိုပြောင်းလဲနိုင်ကြပါစေနော်